သိန်းတန်ပေးမယ်ဖနက်ဖြစ်နေလို့ခြေအောက်ရောက်ရတယ်1000တန်ပေးမယ်အုတ်ထုတ်ဖြစ်နေလို့ခေါင်းပေါ်ရောက်ရတယ်တာဒအခတွေကိုကြည့်ပြီးတန်ဖိုးထက်အမျိုးအစားကိုအရေးကြီးကြောင်းနားလည်သွားတယ်တစ်လ10သိန်းရတဲ့ကုမ္ပဏီကြီးဝန်ထမ်းတစ်လ3သိန်းကျော်ရတဲ့ကျောင်းဆရာဆရာမတစ်ယောက်ကိုလူတိုင်းကလေးစားတာမြင်ရပြန်တော့ဂုဏ်ကျက်တည်းဆိုတာကိုယ့်ရဲ့ရှင်တန်မှုနဲ့ပဲဆိုင်တယ်ဆိုတာသဘောပေါက်သွားတယ်အလောပဲဈေးကြီးကြီးဖနက်ဟာခေါင်းပေါ်တင်ခံရလိမ့်မရှိသလိုအလောပဲဈေးပေါ်ပေါ်အုတ်ထုတ်ကိုခြေမှာဆွတ်လိမ့်မရှိပါဘူးဘဝဆိုတာစာမျက်နှာကိုကိုယ်တိုင်ပုံဖော်ရေးဆွဲရတဲ့အခါတန်ဖိုးတွေကျွယ်ဝနေဖို့ထက်တန့်ရှင်းတဲ့ကိုချင်းတရားတွေဝေးဝေးဆာဆာရှိနေဖို့ပဲလိုပါတယ်ကိုယ်တိုင်ပြန်မဖက်ရဲလောက်အောင်ကြော်ချခဲ့ရမယ့်စာမျက်နှာတွေကိုပိုင်ဆိုင်ပြီးကားမှာတော့ကျွေးဝမှုဆိုတာအလကားပါပဲသူဆိုတာလောကကြီးထဲမှာလာရောက်နေထိုင်တာအချင်းလေးရခဏလေးပါပဲမိတ်ဆွေ